ကျွန်တော်တို့ part first grade သင်ခန်းစာ8ကတဲ့metronome 3/4 timing နဲ့120နဲ့ကျွန်တော်တို့တီးကြည့်အောင်3/4 timing 1 sharp ဆိုတော့ဗာလေ 1 sharp ဆိုတော့ G major key ပေါ့နော်တီးကြည့်အောင်120 1 2 3 1 2 3 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 3လုံးမပါဘဲနဲ့တီးကြည့်အောင်နော်1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 1 2 3 1 2 3 and read ဆိုတဲ့နေရာလေးမှာဖြည်းဖြည်းလေးတီးသွားလို့ရတယ်နော် first grade သင်ခန်းစာ6ကဆိုရင်1 shot ဆိုတော့ G major key နော်သူက4/4 timing တစ်ပါးမှာ၄ချက်ဆိုတော့ metronome ကို4/4 timing နဲ့120နဲ့တီးမယ်ဆိုတော့သူက1 2 3 4ဆိုတော့သူက first bar ပထမ bar မှာဆိုရင်1ကနေစပြီးတော့မတီးအောင်နော်1 2 3 2 3 3 4 3 4ကနေစတီးရပါဖြစ်လဲဆိုတော့နောက်ဆုံး bar မှာဆိုရင်1 2မှာဆုံးသွားတယ်အဲ့တော့ပြန်စတဲ့အခါမှာ3 4ကနေဒီဒါသင်ခန်းစာစာအုပ်မှာအောက်မှာအကုန်လုံးရေးထားပြီးရနော်ဒီ B အကြောင်းနဲ့ပတ်သက်ပြီးဘာဖြစ်လို့3ကနေစရတယ်လေအမြဲတမ်း first ကနေမစဘူးဆိုရေးထားပြီးနော်အဲစာအုပ်ရှိရင်လေ့လာလို့ရအကုန်လုံးစာတွေလည်းရေးထားပြီး1 2 3 4 1 2 3 4 1 2 4 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 3 4 1 2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 ဒီနေရာမှာဒီ read ဆိုတဲ့နေရာမှာဘယ်လိုတီးရလဲဆိုတော့1 2 3အဲ့မှာနှီးလေးဆုံးခါလေးမှာနှီးလေးတီးရမလို့ပြောထားတာเนาะအဲ့လေးကိုတတိထားပါကျေးဇူးတင်ပါတယ်